မင်္ဂလာပါဒီနေ့ဗီဒီယိုမှာ Python ရဲ့အရင်အရေးပါတဲ့ dictionary data structure အကြောင်းတွေလေ့လာရအောင်ဆိုတော့ dictionary ဆိုတာဘာလဲဆိုတော့ dictionary ဆိုတော့သူ့ရဲ့စကားလုံးအတိုင်းပဲသူ data type တစ်မျိုးဟုတ်တယ်အဲ့ဒီ data type ထဲမှာငါတို့အမျိုးမျိုးသော data တွေထည့်တာပြောချင်တာအဲ့ဒါ dictionary ပဲဒါကကျွန်တော်အကျမ်းဖြင့်သဘောတရားကိုပြောပြတာရေးကြည့်မှပဲငါတို့ဘယ်လိုလဲဆိုပို့ပြီးတော့မြင်တာမှာပေါ့ဟုတ်ပြီအဲ့ဆိုရေးကြည့်အောင် dictionary ငါတို့မြင်ခင်မှာကျွန်တော်အခုဒီမှာ list လုပ်ထားတယ်ပေါ့နော်ငါတို့ဒီမှာdictionary ကျတွေရှိတယ် school student database တွေလုပ်မယ် dictionary မှာ Python ရဲ့ dictionary ဆိုတဲ့သဘောတရားကိုလေ့လာရင်းနဲ့ဒါတွေလုပ်သွားကြမယ် dictionary data type ကိုငါတို့ဘယ်လိုရေးတယ်လဲပေါ့လိုလိုလေးပဲငါတို့ဒီမှာပြမယ် school ဆိုပြီးတော့ variable name ပေးလိုက်မယ်အဲ့ဒီ variable name ထဲမှာ list ဆိုရင်ငါတို့4000ကွင်းနဲ့တွားတယ် dictionary ဆိုရင်ဘာနဲ့တွားတယ်လဲဆိုတော့တွန့်ကွင်းနဲ့တွားတယ်အဲ့ဒီတွန့်ကွင်းထဲမှာ data အမျိုးမျိုးထည့်လို့ရတယ်ရေးပုံရေးနည်းကတော့ key value data ပုံစံအဲ့တော့ဘယ်လိုရေးတယ်လဲဆိုတော့ခုလာမယ်အကြောင်းကိုအကြောင်းနာမည်ထည့်ချင်တယ်ဆိုရင်သူ့ကိုငါတို့ key ဆိုပြီးဒီမှာ name ဆိုပြီးသူ့ရဲ့နာမည်ကိုပေးလိုက်ပြီးလို့ရှိရင် colon လို့စနှလုံးပေါက်ပေါ့ name ကတော့ကြိုက်တာတစ်ခုပေးလိုက်မယ်မြန်မာဆိုပြီးပေးလိုက်မယ် comma ပေါ့ဆိုတော့ဒါက dictionary data type ပဲဒါကတော့ပြီးတော့ဒီလိုရေးရ dictionary ဆိုတာ key value ဟုတ်တယ်သူရဲ့ရေးပုံရေးနည်းอ่ะဒီမှာကြည့်ဒါက key လို့ခေါ်တယ်ဒီကောင် value တန်ဖိုးပေါ့အတိတ်ပဲကဒီတန်ဖိုးကဒီ name ထဲမှာထည့်ထားတာအဲ့ဒီတစ်ခုလုံးကိုဒီ school ဆိုတဲ့ variable အကြီးတစ်ခုထဲမှာပြန်ထည့်ထားလိုက်တာအဲ့ဒါပဲဒါ dictionary ရဲ့ရေးပုံရေးနည်းပဲပြီးတော့နောက်တစ်ခုပြန်ရေးချင်တယ် comma နဲ့ပြောချင်တာ data တစ်ခုပဲထည့်လို့ရတာမို့ data အမျိုးမျိုးအများကြီးကိုစုပြီးတော့ထည့်လို့ရတယ်ပြောချင်အကြောင်းဖွင့် data လို့ပေါ့ it's open ဆိုပြီးတော့ဒါတို့ key ကိုအရင်လုပ်လိုက်မယ်ပြီးလို့ရှိရင်ဖွင့်နေဆိုရင်မှန်နေဆိုရင် true လို့ရေးလိုက်မယ် data type အမျိုးမျိုးထည့်လို့ရတာတော့ boolean လည်းရတယ် float လည်းရတယ် integer လည်းရတယ် string လည်းရတယ်ဟုတ်ပြီဆိုရင်ဒီလိုရေးထားပြီဆိုရင် print ထဲမှာရောဘယ်လိုပေါ်လာမလဲဆိုတော့တစ်ချက်ကြည့်အောင် print နဲ့ school ဆိုတာ print လိုက်မယ်ပြီးတော့ run လိုက်မယ်အဲ့မှာကြည့်ဒီမှာကြည့် key value data type ကိုပြတာဒါက school ဆိုတဲ့ variable ကို print ထုတ်ချင်မှာသူက output နဲ့ဒီလိုပေးရပေါ့ဒါက dictionary ရဲ့ရေးပုံရေးနည်းပဲအဲ့ဆိုရင်ကတော့ data တွေထပ်ထည့်အောင်နည်းနည်းလေးရှုပ်အောင်ပေါ့နော်အဲ့ဒါမှပို့ပြီးနားလည်မှာအဲ့ဒီရှုပ်နေတဲ့အရာကိုနားလည်တော့လို့ရှိရင်ကတော့ပွဲပြီးသွားရင်ကျောင်းထဲမှာကျောင်းသားတွေရှိရင်တော့အဲ့တော့ကျွန်တော်က student ဆိုပြီးတော့ key value တစ်ခုပေးလိုက်မယ်အဲ့ဒီဟာကိုကျွန်တော်တို့က double quote ထဲမှာရေးရမှာဟုတ်ပြီနော် key ကိုအမြဲ double quote ထဲမှာရေးရမယ်ဒါသူ့ရဲ့တဘာဝပဲလောလောဆယ်အဲ့လောက်ပဲမှတ်ထားရတယ်ဟုတ်ပြီကျောင်းသားကိုရိုးရိုးဒီ data ထိုက်နေပဲမရေးဘူးဟုတ်ပြီနော်ကျောင်းသားမှာပါရှိမလဲ ID ရှိမယ်နာမည်ရှိမယ်ပြီးတော့သူယူတဲ့ subject တွေရှိမယ်အမှတ်တွေရှိမယ်ပေါ့ပြီးလို့ရှိရင်အသက်တွေရှိမယ်အဲ့ဒီဟာကိုငါတို့ကတစုတစည်းထဲမှာရေးချင်တယ်ဆိုရင် list ကိုသုံးလို့ရတယ် list ထဲမှာနောက်ထပ် dictionary ပြန်ထည့်လို့ရတယ် dictionary ထဲမှာပဲငါတို့အကန့်နဲ့ data ကိုစုစည်းထားလို့ရမှာပေါ့ဘာလို့လဲဆိုတော့ကျောင်းသားတစ်ခုမှဒါတွေရှိရင်နောက်တစ်ခုမှဒါတွေရှိရဆိုပြီး list ထဲမှာ dictionary နဲ့အကန့်လေးထည့်ထားလိုက်တာပေါ့ဟုတ်ပြီအဲ့ဆိုရင်ဒီမှာပါရှိမလဲ key value ပေါ့ ID ရှိမှာပေါ့ ID က1လို့ပေးလိုက်မယ်ပြီးလို့ရှိရင်ပါရှိမလဲနာမည်ရှိမှာပေါ့ John လို့ပေးလိုက်မယ်နောက်တစ်ခုပါရှိမလဲအသက်ဘယ်လောက်လဲပေါ့23လို့ပေးလိုက်မယ်ပြီးတော့သူ့မှာသူယူတဲ့ဘာသာရပ်ဆိုရှိမယ် subject ကို dictionary ထဲမှာလို့နောက်ထပ် list ပြန်ထည့်မယ် list ဆိုရင်ဒီလိုမျိုးပေါ့4000ခွင်းနဲ့ပေါ့4000ခွင်းနဲ့အထင်းမှာငါတို့ကသူယူတဲ့ subject တွေပေါ့ math physics ပေါ့နော်ပြီးလို့ရှိရင်တစ်ခုခုပေးလိုက်ပေါ့ English ပေါ့ဒါကသူယူတဲ့ data ဒါကသူယူတဲ့ဘာသာရပ်ပေါ့ပြီးတော့အမှတ်တွေလည်းကြည့်ပေးရတာပေါ့အမှတ်တွေလည်းရှိမယ်ပေါ့အဲ့ဒီအမှတ်ကိုလည်းကျွန်တော်က list data ပဲပေးမယ်60ပေါ့ပြီးလို့ရှိရင်50ပေါ့80ပေါ့ကွာအဲ့လိုလေးပေါ့နော်တင်ချာဆိုရင်60ပေါ့ physics ဆိုရင်50ပေါ့ English ဆိုရင်80ရတာပေါ့ဒီတိုင်းပေါ့ရိုးရိုးလေးပေးရပေါ့ဟုတ်ပြီဒါက data type ကို data structure ကိုနည်းနည်းရှုပ်အောင်လုပ်လိုက်တာပို့ပြီးနားလည်အောင်လုပ်ပေါ့နော်အဲ့ဒါကိုပြန် print ကြည့်မယ်ဒီမှာကျွန်တော်တို့ print ထားတယ်နော်ဟုတ်ပြီမားနေတယ် true တဲ့ဒီမှာကြည့်ကျွန်တော်မားနေတယ်ဘာမှလဲဆိုတော့ဒီနားမှာ comma မထည့်ခဲ့လို့ပေါ့ပြီးတော့ပြန်ပြီးတော့ run မယ်မှန်လို့အဲ့မှာကြည့်ဒါကငါတို့ dictionary ဆိုတဲ့ data structure ပေါ့ data အထိုက်ထဲမှာငါတို့ရေးလို့ရတဲ့ပုံစံပဲဒါဥပမာပဲဒါကိုငါတို့အမျိုးမျိုးစီမံခန့်ခွဲလို့ရတယ်အဲ့ဒါကြောင့်ဒီကောင်ကအရင်အရေးကြီးဘယ်လိုစီမံခန့်ခွဲမလားမယ်ဒီအောက်မှာကျွန်တော်ဗာပြောထားလဲဆိုတော့ printing school name တဲ့အကြောင်းရဲ့နာမည်ကို print လုပ်ချင်တယ်အဲ့လိုမျိုးဆိုရင်ဒီမှာကျွန်တော်ဒါအကုန်လုံးကို print လုပ်ထားလိုက်တယ်နော်မဟုတ်ဘူးဒီကျောင်းနာမည်တစ်ခုပဲ print လုပ်ချင်နေဆိုရင်ဘယ်လိုလုပ်မလဲလိုလေးပဲဒီထဲမှာအောက်မှာလုပ်လိုက်မယ် print လုပ်လိုက်မယ်ဒီအပေါ် print ကိုဖြတ်လိုက်မယ်အောက်က print ကိုဘာလုပ်မလဲ school ပြီးတော့ငါတို့ကကျောင်းနာမည်ပဲလို့ချင်း dictionary ဘယ်လိုလုပ်ရလဲဆိုတော့4000ခွင်းထဲမှာသူ့ရဲ့ key name လို့ထည့်ပေးရတယ် key name ကဘာလဲ name လို့ပေးထားမှာနော်သူ့ရဲ့ key ကိုကျတော့ဒီကောင်လို့ချင်တာဟုတ်တယ်မလားဒီ Gtech မြန်မာဆိုရဲ value ကိုလို့ချင်းဒီ key name ကိုရေးပေးရတယ်4000ခွင်းထဲမှာအဲဆိုရင်ဒီ4000ခွင်းထဲမှာ name ဆိုပြီးရေးလိုက်မယ်ဒါဆိုရင်ဒီတစ်ခုလုံးထဲမှာရှိတဲ့ data တွေထဲမှာတော့ဒီ name ပေါ့နော်
တစ်ခုသေးကိုပဲကောက်ယူတယ်လို့ခေါ်တယ်ဟုတ်ပြီဟုတ်မဟုတ်ကြည့်အောင်ဒီမှာဒီကောင်းကိုပဲယူနောက်တစ်ခါဒီကောင်းကိုလိုချင်လေဒီ is open ဆိုတဲ့နာမည်ကိုဒီထဲမှာရေးလိုက်ရုံပဲဆိုတာအထဲမှာရှိတဲ့ data ကိုဘယ်လိုတစ်ခုချင်းစီဘယ်လိုထုတ်ယူလဲဆိုတော့ပြတာနောက်တစ်ခုကထုတ်ယူဟုတ်ပြီဒါပေမဲ့ဒီမှာအရန်လွယ်နေရောတကယ်တမ်းလက်တွေ့မှာအဲ့လိုမဟုတ်ဘူး data တွေကငါတို့အမျိုးမျိုးပုံစံမျိုးမျိုးနဲ့လာလိမ့်မယ်ဒါ challenge တစ်ခုအနေနဲ့ဖြစ်သွားတာပေါ့ဒီလို data မျိုးပုံစံကိုတွေးလို့ရှိရင်နားလည်အောင်လို့ပေါ့ဆိုတော့ဒီမှာနောက်တစ်ခုရှိသေးတယ်ငါတို့မေးခွန်းလုပ်ထားတာ print all student တဲ့ဒီကျောင်းသားတွေကိုအကုန်လုံး print ချင်တယ်ဟုတ်ပြီနော်ဒီကောင်ကိုအကုန်လုံး print ချင်တယ်ထားပါတော့နောက်ထပ်ကျောင်းသားတစ်ခုဒီဆောက်ရအောင်နောက်ထပ်တစ်ခုလုပ်မယ်ဆိုရင်လိုလေးပဲဒီနောက်မှာဘာလို့ရလဲ comma ခံလိုက်ပေါ့ပြီးလို့ရှိရင်နောက်တစ်ခုပေါ့တွင်ကွင်းနေပဲဘာလို့ရမလဲဆိုတော့ id ကတော့2ပေါ့ပြီးလို့ရှိရင် name ကတော့ Anna ဆိုပြီးပေးလိုက်မယ်ပြီးလို့ရှိရင် age ကတော့25ပေါ့ subject ကတော့ဘာပေးမလဲဆိုတော့ math ပေးလိုက်မယ်ဟောလာချင်း biology ပေးမယ်ပြီးတော့ chemistry ပေးလိုက်မယ်ဟုတ်ပြီနော်ဒါသူယူတဲ့ဘာသာရပ်တွေပေါ့နောက်တစ်ခုကျတော့ score ပေါ့သူရတဲ့အမှတ်ပေါ့အဲ့ဒီဘာသာရပ်တွေထဲမှာပေးလိုက်မယ်ကွာ88ပေါ့ပြီးတော့55ပေါ့ဟုတ်ပြီဒါ student ထဲမှာရှိတဲ့ data နှမျိုးပေါ့ဒီကျောင်းသားတွေအကုန်လုံးကို print ထုတ်မယ်ဘယ်လို print ထုတ်မလဲခဏတော့လိုမျိုးပြောလို့ရလားဟုတ်မဟုတ်ကြည့်အောင် print student ပေါ့နော်အဲဆိုရင်ဒီမှာ print နဲ့ school ဆိုပြီးလာမယ်ပြီးတော့ student ဆိုပြီးရေးလိုက်မယ်ဘယ်လိုထွက်လာလဲဆိုတော့ကြည့်အောင်အဲ့မှာကြည့်ငါတို့လိုချင်တဲ့ data ကဒီလိုမျိုးမဟုတ်ဘူးဒီလိုပုံစံမဟုတ်ဒီမှာတုံကွင်းတွေ4000ကွင်းတွေပါနေအဲ့လိုမဟုတ်ဘူးငါလိုချင်တဲ့ data ပုံစံကတစ်ခုချင်းစီပေါ့ id ပါမယ် name ပါမယ် age ပါမယ် subject ပါမယ်ပေါ့အဲ့လိုမျိုးရှင်းရှင်းလေးထုတ်ချင်တယ်အဲ့ဆိုဘယ်လိုလုပ်မလဲဆိုတော့ပထမအဆုံးနေကြည့်လိုက်ဒီကောင်ကဘာ data ထိုက်လဲလို့ဆိုရင် list data ထိုက်ဖြစ် list ဆိုရင်ငါတို့ looping ပတ်လို့ရတယ်ဟုတ်တယ်နော်အဲ့တော့ looping ပတ်ပြီးလုပ်ကြမယ်ဒီကောင်ကိုဖြတ်လိုက်မယ် for loop သုံးမယ်ပေါ့ looping ပတ်မယ်ဆိုတော့ for ဟုတ်ပြီ student ဆိုတော့ s ရေးလိုက်မယ်ပြီးတော့ in s school ပေါ့ school ဒီမှာပါရှိမလဲ student ပေါ့ဒီထိနားလည်မယ်လို့မျှော်လင့်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီလို school ကို student လုပ်လိုက်တဲ့အချိန်မှာဒီထဲမှာဘာ data ရောက်သွားမလဲဆိုတော့ဒီ data တစ်ခုလုံးရောက်တော့မှာဟုတ်တယ်နော်အဲဆိုရင် list ဆိုတော့ဒီကောင်က index number 0ထဲမှာရှိမှာပေါ့ဒီကောင်က index number 1ထဲမှာရှိမှာပေါ့ဒီကောင်က0ဒီကောင်က1ပေါ့အဲ့လိုနဲ့ရှိမှာပေါ့သဘောတရားဆိုရင်ဟုတ်တယ်နော်အဲဆိုရင်ဒီကောင်က looping နှစ်ခါပတ်မှာပေါ့ဒါဆိုဒီထဲမှာ0နဲ့1ရှိတော့နှစ်ခါပတ်မယ်ပေါ့ဟုတ်ပြီနှစ်ခါပတ်တဲ့အချိန်မှာကြည့်အောင်ဘယ်လို prep ပေးဆို print နဲ့ s ကိုပဲ print လုပ်ကြည့်မယ်အဲ့မှာကြည့်ဘာမှမပေါ်လာအတူတူပဲနော်သိပြီးတော့မကွဲတော့ဘာကွဲတော့တယ်ဆိုတော့4000ကွင်းလေးမပါတော့ဟုတ်ပြီဆိုတာငါတို့ဘာဖြစ်သွားပြီလဲအခုငါတို့ရတဲ့ data type က dictionary ဖြစ်သွားတယ် dictionary ဆိုရင်လိုချင်တဲ့ name ကို print ချင်ငါတို့ဘာလို့ရတယ်လဲဆိုတော့ dictionary အထဲမှာရှိတဲ့ data ကို print ချင်ငါတို့4000ကွင်းထဲမှာ key name ကိုရေးပေးရတယ်ဟုတ်တယ်နော်အဲဆိုရင်ဒီလိုရေးမယ် print ထဲမှာအရင်ဆုံး name ဆို id လို့လိုက်မှာကွာ id ကိုငါတို့ဘာလိုက်ပြမလဲ s dictionary ထဲမှာရှိတဲ့ data ကိုလုံးချင်းငါတို့သူ့ရဲ့ key name ကိုရေးပေးရတယ်ဟုတ်တယ်နော်နောက်တစ်ခုကတော့ print နဲ့ငါတို့ဘာ print ချင်တယ်လဲဆိုတော့ name ပေါ့ name လုပ်လိုက်မယ်နောက်တစ်ခု print နဲ့သူ့ရဲ့အသက်ကိုပဲလုပ်လိုက်မယ်ဟုတ်ပြီဒီသုံးခုပဲအရင် print ရအောင်ပြီးတော့ run ကြည့်မယ်ဒီမှာပြန်ဖြတ်လိုက်မယ်ခါလေးဟုတ်တွေ့လားဒီမှာနောက်တစ်ခုမြင်သာတော့အောင်လို့ဒီလိုလုပ်လိုက်မယ်ဟုတ်ပြီပြန် print ကြည့်မယ်အဲ့မှာကြည့်အောက်မှာ data ရလာတာတွေ့ရနော်ဒီမှာတစ်ဖြတ်ဟုတ်တယ်နော် school name ဆိုတာလေးကိုလာအောင်လို့ဒီမှာတစ်ခုရေးလိုက်အောင်ပြန် print မယ်အဲ့မှာကြည့် id က1ထွက်လာတယ် name ကကျော်ဟုတ်တယ်နော်ဒါကငါတို့ចောင်းသားတွေကို print ထုတ်တယ်ဘယ်လို print လဲဆိုတာပြတာဒီလိုမျိုး dictionary ထဲမှာ list ရှိမယ် list ထဲမှာ dictionary ပြန်ရှိမယ်ပေါ့ဒါတွေက nested လောက်ထားတာပေါ့တစ်ခုအထဲမှာတစ်ခုပြန်ပြီးတခြား data နဲ့တစ်ခုပြန်ပြီးညှက်ပြီးတော့ထည့်တာပေါ့ပုံစံမျိုးပေါ့ဟုတ်ပြီအဲဆိုရင်ဒီမှာ another challenge တစ်ခုပါရှိတယ်လေဆိုတော့ငါတို့ဒီ subject ကိုရော print ချင်တယ် subject နဲ့ score ကိုရောဘယ်လို print မလဲသူက dictionary ထဲမှာ list ဆိုတဲ့ data ထိုက်ကပြန်ရှိနေတယ်ကွာဆိုတော့ငါတို့စဉ်းစားကြမယ်ဘာလို့ရမလဲ print ချင်ရတော့ loop ရမှာပေါ့ဟုတ်တယ်မလားအဲဆိုရင်အဲ့ဒီ subject နဲ့ score ပေါ့နော်အမှတ်တွေကဘယ်ထဲမှာရှိလဲဆိုတော့ဒီထဲမှာရှိဟုတ်တယ်နော်ဒီကောင်ကဒီ student ဆိုတဲ့ list ရဒီ s ထဲမှာရောက်တော့ s ထဲမှာရောက်တော့ဘာဖြစ်သွားလဲသူက dictionary ဖြစ်သွားဟုတ်တယ်နော်ဒီ dictionary s ဆို dictionary ထဲမှာ list ဆိုပြီးတော့ subject အနေနဲ့ပြန်ရှိရတဲ့ data type ကအဲဆိုရင်ငါတို့ဘာလုပ်မလဲဒီမှာနားနေအောင်လို့ print subject score ဆိုပြီးရေးပလိုက်မယ်ပြမယ်ဆိုရင်ငါတို့ list ဆိုတဲ့အတိုင်းပဲ for လို့ပြန်သုံးရအောင်ပေါ့ဒီမှာ i သုံးလိုက်မယ် i ဆိုပြီးတော့ variable တတ်မှတ်လိုက်မယ်ကွာအဲ့ထဲမှာငါတို့က in ဆိုလာမယ်ပြီးတော့ဒီမှာကျွန်တော်ဗာသုံးတယ်လေဆိုတော့နှစ်ခု print ချင်တယ်ဒီ subject နဲ့ score ပေါ့နော် subject နဲ့ score ကိုကျွန်တော် print ချင်တယ်ဆိုတော့သူတို့နှစ်ခုမှာ data လောလောဆယ်က3ခုစီပဲရှိကြတယ်ဟုတ်ပြီနော်3ခုစီပဲတူညီတာရှိတော့လွယ်တော့လို့ကျွန်တော်ဘယ်လိုလုပ်လိုက်မလဲဆိုတော့ range ကိုသုံးလိုက်မယ် range က3ခုပဲရှိရဆိုတော့ len ဆိုတဲ့ function သုံးမယ် len ဆိုတဲ့အဓိပ္ပာယ်ကသူကအထဲမှာစုစုပေါင်းဘယ်လောက်အရေအတွက်ရှိတယ်လဲဆိုတာကိုပြန်ပေးတဲ့ function တစ်ခုပေါ့အဲ့ဒါကိုသုံးပြီးတော့ဘယ်ကောင်တော့ယူမလဲဆိုတော့ s ထဲမှာငါတို့ဘာလို့ချင်လဲ subject ကိုလို့ချင်တယ်ဟုတ်တယ်နော်အဲ့ဆိုရင်ဒီထဲမှာကတန်ဖိုးကဘယ်လောက်ရှိလဲ1 2 3 3ခုရှိရဆိုရင်ဒီ length က0ကနေ3အထိပေးလိမ့်မယ်အဲဆိုရင်ဒီ i က3ခါ looping ပတ်လိမ့်မယ်ဟုတ်ပြီ
စမ်းကြည့်အောင် print နဲ့ s ယူမယ်ပြီး subject ကို print ချင်တော့ subject ကိုပြန်ယူမယ်ဟုတ်ပြီနော်ပြီးတော့ subject တွေအကုန်လုံးကို print ပြီးတော့အမှတ်တွေကိုလည်းတစ်ခါလဲ print ချင်တယ်ဒီလိုလုပ်မယ်ပြီးတော့ဒီလိုကွန်းစားကွန်းပင်ကောမှာရေးလိုက်မယ်ဒီထဲမှာကျွန်တော်ဗာမေးကြံခဲ့ဆိုsingle quote လေးမေးကြံခဲ့တယ်နောက်တစ်ခု s နဲ့ဗာရှိအောင်မလား score ရှိအောင်ပါပေါ့ပြီးတော့ i လုပ်လိုက်မယ်ဟုတ်ပြီလားဒီကောက်ကိုနားလေအောင်ပဲအရင်ကြည့်လိုက် s ဆိုတာ subject ဒီ s လေးတောင်ကွင်းနဲ့ subject ဆိုတာဒီကောက်ကိုတွားယူတာဟာနော်ဒီကောက်ကိုတွားယူလိုက်တာဒီကောက်ကိုတွားပြီးတော့ key ထောက်လိုက်တာ key ထောက်လိုက်တော့အဲ့ထဲမှာဒီ data type ကရောက်သွားပြီဟုတ်တယ်နော်အဲ့ထဲမှာဒီကောင်ကရောက်သွားပြီအဲ့ဆိုရင်ဒီကောင်က list ဆိုတော့သူ့မှာဘာရှိမလဲဆိုတော့ indentation ရှိမယ်အဲ့ဆိုရင်0ဒီကောင်က0ဖြစ်တဲ့အချိန်မှာဒီကောင်0ပေါ့အဲ့ဆိုရင် i က0ဖြစ်သွားတဲ့အချိန်မှာ subject ရဲ့0နေရာမှာဘာရှိတယ်လဲဆိုတော့ match ရှိတယ်ပေါ့ဟုတ်တယ်မလား score ရဲ့0နေရာမှာလည်းဒါရှိတယ်0 1 2အဲ့လိုမျိုးနဲ့ looping တစ်ခုပြီးတစ်ခုပတ်ပြီးတော့သူကငါတို့ကို output ပေးမှာဟုတ်မဟုတ်ကြည့်အောင် run ကြည့်မယ်အဲ့မှာကြည့် print ပေးရနော်တစ်ခုချင်းစီကို print ပေးလိုက်တယ်ဆိုတော့ဒါက nested data type တွေကိုဘယ်လို output လုပ်တယ်လဲဘယ်လို print ထုတ်တယ်လဲဆိုတာပြတာနောက်တစ်ခုမပြီးသေးဘူးအခုကရှိပြီးသား data type ကိုဘယ်လို print လုပ်တယ်လဲဆိုတာပြတာနောက်တစ်ခုအဲ့ဒီရှိထားတဲ့ data ကိုပဲငါတို့ပြန်ထည့်ချင်တယ် data တစ်ခုခုပေါ့ဘယ်နှခုနှစ်မှာတည်ထောင်ခဲ့တယ်လဲဆိုတာလေးတစ်ခုထည့်ချင်တယ်အဲ့ဆိုတော့လေးပဲ school ဆိုတဲ့ data ထဲမှာငါတို့က key ကိုဒီလိုလုပ်လိုက်ကိုလိုချင်တဲ့ဟာကို establish ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့က2008လို့ရေးလိုက်မယ်အဲ့ဆိုရင်ဒီ key နဲ့ဒီတန်ဖိုးတွေကနှစ်ခုကသူတို့ကဆက်ပြီးတော့ဒီထဲမှာထည့်လိုက်မယ်ဒီထဲမှာတွားပြီးတော့ insert လုပ်လိုက်မယ်ဟုတ်မဟုတ်ကြည့်အောင်ဒီကောင်ကိုပြန် print လုပ်ကြည့်မယ် print school ဆိုတာပဲလုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့မှာကြည့်ဒီမှာကြည့် establish 2008ဆိုတာ data ပြန်ရောက်တော့ဒါက dictionary ထဲမှာငါတို့ data အတစ်ထပ်ထည့်တယ်လို့ခေါ်တယ်ဒါကသူ့ရဲ့ထည့်ပုံထည့်နေပေါ့ပို့ပြီးရှုပ်တာလေးထည့်အောင်ចောင်းသားထည့်အောင်ခုဒီမှာចောင်းသားက2ယောက်ပဲရှိတယ်နောက်တစ်ယောက်ထည့်မယ်ဆိုရင်ဘယ်လိုထည့်မလဲចောင်းသားလိုမျိုး data type ပုံစံဆိုရင်လိုလိုလေးပဲဒါလဲဘာလို့လဲចောင်းသားက list ဖြစ်နေလို့ list ဆိုရင်ဘယ်လိုထည့်လဲဆိုတော့ school ငါတို့လိုချင်တဲ့ student ကိုယူလိုက်မယ်ဟုတ်တယ်နော် list ဆိုတဲ့ data type ဖြစ်တဲ့အတွက်ကြောင့်မို့ဘာသုံးလို့ရလဲဆို append ဆိုသုံးလို့ရတယ် append ဆိုပြီးဒီထဲမှာငါတို့ data ထည့်လို့ရတယ်ဒီနေရာမှာကျွန်တော်တို့ဘာထည့်မလဲဆိုတော့နောက်တဲ့ dictionary ဆို data type ပြန်ထည့်လို့ရတယ်ဟုတ်ပြီနော်ဆိုတော့အခုဒီမှာကျွန်တော်ရေးရင်ရှုပ်သွားမှာဆိုလို့ဒီမှာဒီလိုရေးအောင်ပို့ပြီးမြင်တော့လို့ new student ဆိုပြီးရေးလိုက်မယ်ဒီကဘာဖြစ်မလဲဆိုတော့ dictionary data type ဖြစ်မယ်သူကဘာရှိမလဲဆိုတော့ id ရှိမယ်3ပေါ့ name ရှိမယ် sora ပေါ့ h ရှိမယ်21ပေါ့ပြီးတော့ပါရှိမလား subject ပေါ့ဟို data type အတိုင်းပဲ math ရှိမယ် physics ရှိမယ် computer ရှိမယ်ပေါ့တခုကြိုက်တာထားလိုက်လို့ရတယ်နောက်တစ်ခုပါရှိမလား score ရှိမယ်ပေါ့ပြို့85 93ဆိုလေးပေးလိုက်မယ်ဟုတ်ပြီနော်ဒီ data ကိုငါတို့ခါတော့ student ထဲမှာထည့်ချင်တယ်ဆိုရင်ဒီမှာ append လုပ်ထားရနော်ဒီ append လေးထဲမှာဒီတွန့်ကွင်းကိုဖယ်လိုက်ပြီးတော့ new student ဆိုထည့်လိုက်မယ်ပြီးတော့ပြီအဲဆိုရင်ဒီ ID3 number ကြီးကဒီ school ဆိုတဲ့dictionary တရားတင်ကိုရောက်သွားတယ်။ဟုတ်မဟုတ်လေးကြည့်အောင်ပြင်ပြန်လုပ်မှာပေါ့။အဲ့မှာကြည့် Sora 3 ID3 နဲ့ name က Sora ဆိုပြီးတော့မကြည့်ခဏတော့ထားလိုက်လို့ပဲအကုန်လုံးပေါ်လာ။ဒီလိုမျိုးရှုပ်ထွေးတဲ့ data type ထဲမှာ data ဘယ်လိုထည့်လဲဆိုတာပြတာလား။ဒီလိုလေးထည့်လို့ရတယ်လို့ပြောချင်တာပေါ့။ရှုပ်တယ်နော်ဟုတ်တယ်မလား။ဆိုတော့ဒါကိုငါတို့ရေးပြီးတော့ကိုယ့်အကိုနည်းနည်းလေးအဆင်ပြေတော့နည်းနည်းလေး comfortable ဖြစ်အောင်ရေးနဲ့ကိုယ့်အနေကိုယ် trace လုပ်လိုက်လို့ရှိရင်နားလေလာလိမ့်မယ်ပို့ပြီးတော့ဆိုတော့ဒါကိုနားလေပြီဆိုရင်ငါတို့တင်မလားနည်းနည်းလေး project တွေပိုင်းလုပ်တဲ့အချိန်မှာ data တွေကိုမကြောင်တော့ဘူးကွာ API ဆီကရလာတဲ့ data type တွေနည်းနည်းလေးရှုပ်နေလို့ရှိရင်ဘယ်လိုယူရမလဲဆိုတော့ပေါက်တော့တာပေါ့အဲဆိုရင်ကျွန်တော်ကဒီ print ဆိုတာကိုဖြတ်လိုက်မယ်နောက်တစ်ခုဒီမှာခေါင်းစဉ်ရှိသေးတယ် update score တဲ့လိပ်တွေကဒီထဲမှာရှိတဲ့သူတို့ရဲ့အမှတ်တွေထဲမှာရှိတဲ့အမှတ်တစ်ခုခုပေါ့နော်အမှတ်တွေခုခုကိုပြင်ချင်တယ်ဘလို့ပြင်မလဲဒီလိုရှုပ်ထွေးတဲ့ data ကိုကျွန်တော်ကဒီနောက်ဆုံးထည့်လိုက်တဲ့ Sora ဆိုတဲ့ဒီသူ့ရဲ့အမှတ်ကိုပြင်ချင်တယ်ဒီအမှတ်ပေါ့နော်သူ့ရဲ့အမှတ်ကိုကျွန်တော်က88ကနေ85ပြင်ကောင်းမလားပေါ့နော်93ကိုပဲ80ထားလိုက်အောင်ဒီကောင်အမှတ်အရင်များလို့အဲ့လိုပြင်ချင်တယ်ဆိုရင်ရောစားလိုက်အောင်သွားမယ် update score ဘာဖြစ်မလဲငါတို့ target ထားမှာ s cool ပေါ့ဟုတ်တယ်မလားကျောင်းထဲမှာရှိမယ် student ပေါ့ဟုတ်တယ်နော် student ကိုအရင်ဆုံးတွားပြီးတော့ target လုပ်ရအောင်ပေါ့ငါတို့ပြင်ချင်တဲ့ data အဲ့ထဲမှာရှိတော့ Sora ဆိုတဲ့နာမည်ကိုရှာရမှာမဟုတ်လားဘယ်လိုရှာမလဲ student ကဘာထွက်လာမလဲဆိုကြည့်အောင်နော်အရင်ဆုံးနားလည်အောင်တော့ print နဲ့ခဏတော့လိုက်မိပေါ့ s လုပ်လိုက်မယ်ပြန် run ကြည့်မယ်အဲ့မှာကြည့် s ထဲမှာဒီ data ရှိတယ် dictionary data ရှိတယ်အဲ့ဆိုရင်ငါတို့ဘာသုံးလို့ရလဲဆိုတော့ if သုံးလို့ရတယ် if s နဲ့သူ့ရဲ့ဘာရှိမလဲ name က Sora ဖြစ်ခဲ့လို့ရှိရင်အလုပ်ချင်တယ်လဲဆိုတော့သူ့ရဲ့အမှတ်ကို print ချင်တာပေါ့ score နဲ့ယူလိုက်မယ်
ပြီးတော့ဘယ်အမှတ်ကိုပြင်ချင်ကျွန်တော်ခဏတော့ပြောခဲ့တယ်63ပေါ့နော်အဲ့ဆိုရင်ဒီနေရာက2ဖြစ်မှာပေါ့ဘာလို့လဲဆိုတော့ဒီကောင်က0 1 2ပေါ့သူရဲ့ list data ထဲမှာတော့ဟုတ်ပြီအဲ့ဒါကို88ပေးလိုက်မယ်ဒါပြင်သွားတာပဲပြီးတော့ဒီ63ပေါ့နော်ဒီ63ကို88ပြင်လိုက်တာပြီးတော့ပြီဒါဘယ်လိုရှာပြီးဘယ်လိုပြင်လဲဆိုတော့လွယ်လွယ်လေးပဲငါတို့တီးလို့ရှိရင်ပေါ့အဲ့ဆိုရင်ငါတို့ print ကြည့်အောင် for loop ထဲထုတ်လိုက်မယ်ထွက်လိုက်မယ်ပြီးတော့ s ဆိုတာလေးကိုပြန်ပြီး print ကြည့်မယ်အဲ့မှာကြည့် data က88ဖြစ်သွားပြီဟုတ်တယ်နော်ဒါပြင်လိုက်တာပဲ okay အဲ့ဆိုရင်နောက်တစ်မျိုးပြောင်းမယ် find high score မင်းပြောမယ်ဆိုရင် high score ဆိုတာတဲ့ဟိုဟာလို့ရအောင် average score ထည့်လိုက်မယ်ဟုတ်ပြီနော်သူရဲ့ average score 85တဲ့ကြီးလို့ရှိရင်အဲ့ဒီအမှတ်ရှိတဲ့ကျောင်းသားနာမည်နဲ့သူ့ရဲ့အမှတ်ကို print လုပ်ပေးမယ်ဟုတ်ပြီအဲ့ဒါကငါတို့တနည်းအားဖြင့်ဆို average ရှာတာပဲကွာဘလို့ရှာမလဲပေါ့ဒီလိုမျိုး dictionary data အကြီးထဲမှာဆိုရင်ကျွန်တော်ကဒီမှာဘာလုပ်မလဲဆိုတော့ print နဲ့ဒီကောင်ကိုပြန်ပြီးတော့ဖြတ်လိုက်မယ်နောက်တစ်ခါကျွန်တော် print တဲ့ချိန်မှာမပြည့်အောင်လို့area average score student ဆိုပြီး print လုပ်မယ်ကွာအဲ့တော့အဲ့ဘာလုပ်မလဲ for ပဲပြန်သုံးအောင် for s ဒါ for loop ဟိုအခြေတပွင့်သုံးရလို့ခေါ်တယ်ဒီလိုမျိုး dictionary data type မှာ for loop အရင်သုံးရပေါ့အဲကြောင့် for loop ကအရင်အရေးကြီးတယ်ကွာတိဖို့အတွက် in ဘာဖြစ်မလဲ student ပေါ့ဟုတ်တယ်မလားဘာလို့ဆိုငါတို့ student ကိုပဲစီမံခန့်ခွဲနေရလေအဲ့ဒါပြီးတော့စုစုပေါင်းရှာမယ်ဆိုတော့အရင်ဆုံး average စာတဲ့ logic ကအရလာတဲ့စုစုပေါင်းအမှတ်ကိုအရင်အတွက်နဲ့ပြန်ပြီးတော့စားလိုက်တာအဲဆိုရင်စုစုပေါင်းမှတ်ကိုငါတို့ total ကို0ထားလိုက်မယ်အတိတ်ပဲကခဏပြမယ်နော်ဒီအမှတ်တွေကိုအကုန်ပေါင်းမယ်ပြီးတော့3နဲ့စားလိုက်လို့ရှိရင်သူတို့ရဲ့ရလက85ထက်ရှိပြီဆိုရင်ဒါအမှတ်များတဲ့အကြောင်းလားလို့ခေါ်တာပေါ့အဲလို့ဆိုရင်ဒီထဲမှာငါတို့ list ကနှစ်ခုရှိနေအဲ့တော့ for လို့ပဲပြန်သုံးအောင်ပေါ့ for student score ဆိုပြီးဒီနေရာမှာပြန်ပြီးပေးလိုက်မယ်ပြီးတော့ in နဲ့ဘေးထဲဟာသွားယူမလဲ s နဲ့ score ဟုတ်တယ်နော်ဘာလို့လဲဒီကောင်လဲဒီမှာကြည့်နေlist data type ပဲမလို့ငါတို့ looping ပတ်လို့ရတာဟုတ်ပြီအဲ့လိုမျိုးဆိုရင်သူ့မှာက3ခုရှိရကွာဆိုတော့3ခါပတ်လိမ့်မယ်ပေါ့3ခါပတ်တဲ့အချိန်မှာတစ်ခုချင်းစီကိုတော့ပေါင်းမယ်ပေါ့ plus sc ပေါ့ဒီကောင်0ဖြစ်နေတဲ့အချိန်မှာရလာတဲ့ data ကဘာဖြစ်မလဲပေါ့ဒီကောင်ရဲ့ data sc ထဲဝင်မယ်အဲ့ဒီ sc ထဲ data ဒီထဲမှာပြန်ထည့်လိုက်မယ်ပြီးလို့ရှိရင်နောက်တစ်ခါပြန်လာမယ်အဲ့လိုပဲပြန်သွားမှာပေါ့ဒီလိုပြန်ထည့်ပြီးတော့ပေါင်းနေမှာပေါ့စုစုပေါင်းဖြစ်သွားအောင်လို့အဲ့လိုနဲ့ငါတို့ကဘာရှာမလဲဆိုတော့ average ရှာမှာပေါ့ average ကိုလို့ချင်းငါတို့ဘာလို့လဲ total နဲ့ဘာနဲ့ပေါင်းတယ်လဲအရေအတွက်နဲ့ပြောရနော်ဒီထဲမှာအရေအတွက်ဘယ်လောက်ရှိမရှိကဘယ်လိုကြည့်နိုင်လဲဆိုတော့ length function သုံးပြီးတော့လုပ်လို့ရတယ်ဒါဆိုရင်ငါတို့ရလာတဲ့ total ကိုပေါင်းမှာပေါ့ပြီးတော့ if average ကတော့ greater than equal to 85ဖြစ်လို့ရှိရင်ကျောင်းသားဟာကို print ထုတ်မယ် s နဲ့ name ထုတ်လိုက်မယ် average ကတော့ငါတို့ဘာလဲမလဲဆိုတော့ avg ဆိုပြီးတော့ပြန်ယူလိုက်မယ်ဆိုတော့ဟုတ်မဟုတ်လေးတစ်ချက်လေးကြည့်အောင်မှားနေတယ်ဒီမှာမှားနေဘာမှားနေလဲဆိုတော့တစ်ချက်ကြည့်အောင် line 90 job key error တဲ့ဆိုတော့ငါတို့ key ဒီမှာ key error တဲ့ key error ဟုတ်မှုကြည့်အောင်student မှာ s ပါပဲကျွန်တော်ပါရေးထားတယ်လေဒီလိုဖြစ်ရမှာလေ school ပေါ့ဟုတ်ပြီပြန်ရမ်းကြည့်မယ်အဲ့မှာကြည့်ထွက်လာတယ်နော် Sora ငါတို့ရဲ့အမှတ်အများဆုံးပေါ့ဒီ Sora ဆိုတဲ့နာမည်နဲ့ average ကဘယ်လောက်လဲဆိုထွက်လာတယ်ဟုတ်ပြီနော်ဒါကအများဆုံး average ကိုရှာတာပေါ့ဟုတ်ပြီနောက်တစ်ခုကျတော့ဒီနေရာမှာလည်းရှုပ်တာပြန်လို့ရအောင်ဒီမှာ add new subject to one student ပေါ့အတိတ်တွေက subject တစ်ခုကိုပဲအကြောင်းသားတစ်ခုပဲအကုန်လုံးမထည့်ဘူးအဲ့လိုကြရင်ရောဘယ်လိုရှာဖွေပြီးဘယ်လိုထည့်မလဲလွယ်လွယ်လေးပဲသူလည်းအတူတူပဲခဏလုံးလိုပဲ for s in ဘာဖြစ်မလဲ school ထဲမှာရှိတဲ့ student ကိုပဲတွားပြီးတော့ target လုပ်လိုက်မယ်အဲဆိုရင်ငါတို့ student ဆိုတာရသွားပြီဒီထဲမှာငါတို့ဘယ်ကောင်ထည့်မလဲဆိုတော့ဒီ John ဆိုတဲ့ subject တစ်ခုလေးထည့်အောင်အမှတ်တော့မဟုတ်တော့ဒီ subject လေးတစ်ခုထည့်အောင်ဘာ subject ဖြစ်ဖြစ်ပေါ့အဲ့လိုဆိုရင်ရှာဖွေရမှာပေါ့ဘယ်လိုရှာဖွေမလဲဆို if နဲ့ရှာအောင်ပေါ့ if s ကနေလာမယ်ပေါ့ name ဖြစ်မှာပေါ့အဲ့ဒီ name က John နဲ့ညီလို့ရှိရင်သူ့ရဲ့ subject တွေထဲမှာငါတို့ကထည့်ဖို့အတွက်ဆိုရင်ငါတို့ဘာလုပ်မလဲ append သုံးတယ်ဟုတ်တယ်နော်ဘာ subject ထည့်မလဲဆိုတော့ computer ထည့်လိုက်မယ်အမှတ်ဘာထည့်လိုက်မယ်ကွာအမှတ်လဲ score နဲ့98ဆိုပြီးတော့ဒါကငါတို့လိုချင်တဲ့ list တစ်ခုကိုပဲပြုတ်ပြင်ပြီးပြောင်းလဲမှုတွေလုပ်တာပေါ့နော် target ထားပြီးတော့အရင်တော့မခက်ဘူးလို့လေးပဲဟုတ်ကြည့်အောင် print လုပ်လိုက်မယ်ကွာ s လုပ်လိုက်မယ်ပြင်ထားမပြင်ထားဆိုတာတီးဖို့အတွက်ပေါ့အမှကြည့်sorry ဒီမှာ s လုပ်လိုက်တော့မကြီးကွန်ပျူတာဆိုတာပါလာရနော်88ဆိုတာဖြစ်သွားတယ်ဒီလို print ရမှာမဟုတ်ဘူးဒီနေ့အပြည့် school ဆိုတာ print ရအောင်ပေါ့ school ဆို print မှာအကုန်မြင်တာမှာပေါ့ဆိုတော့ဟုတ်ပြီနော်အမှကြီး John နာမည်နဲ့အဲ့ထဲမှာ subject တွေထဲမှာကွန်ပျူတာဆိုတာထည့်လိုက်တယ်အမှတ်က88ဆိုတာပါတယ်ဒါကငါတို့လိုချင်တဲ့အကြောင်းသားတစ်ခုထည့်ကိုပဲပြပြင်ပြောင်းလဲမှုလုပ်တာပေါ့ဆိုတော့ဒါက dictionary ရဲ့တုံးပုံတုံးလေးတွေနည်းနည်းလေးအသေးစိတ်ပေါ့ခက်ခဲတဲ့အရာကိုတုံးပြီးတော့လေ့လာတာပေါ့ဟုတ်ပြီအဲ့ဆိုငါတို့ final database ကို print ရအောင်ဘာမှတော့မဟုတ်ပါဘူးခဏတော့ကျွန်တော်တို့လုပ်တဲ့အတိုင်းပဲ print လုပ်ပြီးတော့ final database ကိုနာမည်ရေးလိုက်မယ်ပြီးတော့မှ
print ဆိုပြီးတော့ school ဆိုပြီးတော့လိုက်မယ်အဲဆိုရင်ကျွန်တော်က print လိုက်မယ်ဒီမှာကြည့်အဲ့ final database นี้ထွက်လာပြုပြင်ထားတဲ့ဟာတွေအကုန်ပါလာတယ်ဒီမှာဒါက Python ရဲ့ dictionary ကိုဘယ်လိုသုံးတယ်လဲဆိုတာကိုငါတို့ list အကြီးကြီးနဲ့အသုံးပြုပြီးတော့ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်မျိုးမျိုးလုပ်ပြီးတော့လေ့လာတာပေါ့နော်အကုန်လုံးနားလည်မယ်လို့မျှော်လင့်တယ်